စီပေါင်းစလေးလမိုင်းရမယ်။လမိုင်းရမယ်ကယခုလက်ရှိမှာဘာစီလိုနာတင်းတဲ့အတူတော်ဝင်ခြေစွမ်းနေပိုင်ဆိုင်ထားတဲ့ဘောလုံးပါရမီရှင်တယောက်ဖြစ်ပါတယ်။လက်ရှိမှာအသက်19နှစ်အရွယ်သားရှိနေသေးပေမဲ့အသက်အရွယ်နဲ့မလိုက်တဲ့ခြေစွမ်းတွေကြောင့်ဥရောပနဲ့ကမ္ဘာဘောလုံးလောကမှာနာမည်ကျော်ကြားနေတဲ့လူငယ်ကျယ်ဝင့်ကစားသမားတူပါ။ရာမဲကဘာစီလိုနာတင်းရဲ့အောင်မြင်မှုတွေနဲ့ထက်ချက်မကွာလိုက်ပါလာခဲ့သူဖြစ်ပြီးအသင်းအတွက်အတိကအစိတ်ပိုင်းတစ်ခုဖြစ်နေခဲ့ပါတယ်။ဘာစီလိုနာတင်းကို2024ရာသီမှာစတင်ရောက်ရှိလာခဲ့တာဖြစ်ပြီးဘောလုံးပညာရပ်တွေကိုစီးပူးခွင့်ရခဲ့တယ်လို့အခုချိန်မှာဆိုရင်တော့ဘောလုံးပရိသတ်တွေကိုဖန်ဆနိုင်တဲ့မော်ဆရာလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ရာမဲကဘာစီလိုနာတင်းအတွက်တာမကမိခင်နိုင်ငံစပိန်တင်းအတွက်လည်းအဖိုးတန်တဲ့ကစားသမားတစ်ယောက်ဖြစ်သတ်မှတ်ခံထားရတဲ့သူပါ။စပိန်လူငယ်အသင်းအတွက်ကစားပေးခဲ့တဲ့ချိန်မှာလည်းရာမဲကထူးခြားတဲ့စွမ်းဆောင်ရည်တွေကြောင့်နာမည်ကျော်ကြားခဲ့ပါတယ်။ဒါကြောင့်မလို့ရာမဲကစပိန်လက်ရွေးစင်အသင်းကြီးမှာရွေးချယ်ခံခဲ့ရပြီးအသက်ငယ်ဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။စပိန်သင်းရဲ့ပြီးပြည့်စုံတဲ့လူစည်းမှာနေရာရဖို့မလွယ်ကူပေမဲ့ရာမဲရဲ့ခြေစွမ်းတွေကိုတော့စီနီယာကစားသမားတွေကိုယ်တိုင်ကချီးကျူးဂုဏ်ပြုခဲ့ရပါတယ်။ရာမဲကစပိန်သင်းရဲ့အရေးပါတဲ့တိုက်စစ်မှုတစ်ယောက်ဖြစ်ခဲ့ပြီးအဖိုးတန်ဂိုးတွေကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။2024ဂျာမနီယူရိုဖလားမှာစပိန်သင်းနဲ့အကောင်းဆုံးဖြတ်သန်းခဲ့ပြီးအသင်းရဲ့တိုက်စစ်ကိုဦးဆောင်နိုင်ခဲ့ပါတယ်။စပိန်သင်းနဲ့တူအဆင့်ဆင့်ကြော်ဖြတ်နိုင်ခဲ့ပြီးတဲ့နောက်ဆုံးမှာတော့2024ယူရိုဖလားကိုသိမ်းပိုက်ပြနိုင်ခဲ့ပါတယ်။ရာမဲကဘာစီလိုနာသင်းအတွက်လည်းအကောင်းဆုံးပေးဆက်ကစားခဲ့ပြီးအောင်မြင်မှုတွေရပေးထားနိုင်သူပါ။2022-23ရာသီနီးပြဆာဗီယက်လက်ထက်မှာဘာစီလိုနာသင်းကိုစတင်ရောက်ရှိလာခဲ့ပြီးစိန်ခေါ်မှုတွေစတင်ရင်ဆိုင်ခဲ့ပါတယ်။ရာမဲရဲ့လင်းမြန်ဖြတ်လက်မှုနဲ့ဘောလုံးပရိရဲ့ကျွဲဝါမှုတွေကဇာဗီရဲ့စိတ်တိုက်ကစားသမားတယောက်ဖြစ်စေခဲ့ပါတယ်။မြက်ကင်းစိတ်နေပေါ်မှာပြိုင်ဘက်ကစားသမားတွေကိုလှလှပပကြော်ပြနိုင်ပြီးတကူတော်ထိုးဖောက်မှုတွေနဲ့အဆုံးသတ်ကိုတွေကိုသွင်းယူပြနိုင်ခဲ့တဲ့သူပါ။ဘာစီလိုနာပရိသတ်တွေကရာမဲကိုမက်ဆီပေါက်ဆလေးလို့တင်စားခေါ်ဝေါ်ခဲ့ကြပြီးဂုဏ်သတင်းကြီးမားစေခဲ့ပါတယ်။ဒီချတိန်လေးကဘာစီလိုနာသင်းမှာအစွမ်းကုန်ပေးဆက်ကစားခဲ့ရင်းနဲ့အခုချိန်မှာတော့ဘာစီလိုနာသင်းရဲ့မရှိမဖြစ်တိုက်စစ်မှုတယောက်ဖြစ်လာခဲ့ပါတယ်။2024-25ရာသီမှာလည်းဘာစီလိုနာသင်းနဲ့တူလာလီဂါဖလား၊ကိုပါဒယ်ရီဖလား၊စူပါကိုပါဖလားတို့ကိုရရှိခဲ့ပါတယ်။ချန်ပီယံလိပြိုင်ပွဲမှာလည်းဆီမီဖိုင်နယ်ထိတက်ရောက်နိုင်ခဲ့ပြီးအကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့ပါတယ်။2025 Nation League ပြိုင်ပွဲမှာလည်းရာမဲကစပိန်သင်းအတွက် key player တယောက်ဖြစ်ခဲ့ပြီးစပိန်သင်းကို final ထိပို့ဆောင်ပေးနိုင်ခဲ့ပြီးဂုတ်ကြီးရိုနယ်ဒိုနဲ့ထိပ်တိုက်ရင်ဆိုင်ခွင့်ရခဲ့ပါတယ်။အခုလိုမျိုးစွမ်းဆောင်ရည်တွေကြောင့်လာမဲရမဲကကမ္ဘာထိပ်တန်းကစားသမား2ယောက်ကိုရောက်ရှိလာခဲ့ပြီးဘောလုံးတော်စုနဲ့ထိုက်တန်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ထင်ကြီးပေးခံထားရတာပါ။လာမရမဲအနေနဲ့ဘောလုံးတော်စုကိုစုခုနိုင်ခဲ့မယ်ဆိုရင်ဘောလုံးလောကရဲ့အသက်ငယ်ဆုံးဘောလုံးတော်စုရှင်ဖြစ်တဲ့မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့မက်ဆီပေါင်းစာလေးတယောက်ဘောလုံးလောကကိုဘယ်လိုမျိုးကိုင်းနှုတ်ပြအောင်လဲဆိုတာတော့စောင့်ကြည့်အောင်မှာပဲဖြစ်ပါတယ်။